ချင်းချင်းပြောစရာကောင်းတယ်ဖေးမေရဲ့မိသားစုရဲ့ဆုံးလင်းတဲ့တွေ့ချင်းတွေနဲ့ရာရာဟာလာပါနေခဲ့ကျင်နာစွမ်းမေချက်ချွေခဲ့သူဆုံးဤထွင်ဝိုင်းလေးရဲ့ဖွေရရင်ပြီးတို့စရာလဲအမရနေစေအိမ်များတဲ့ပြုံးလေးတွေရဲ့ငွေချွေတဲ့ချစ်မေတ္တာတွေနဲ့မသားရတဲ့နေရက်တွေတွေ့တူနဲ့တူပေလို့ခုခဲ့ဓာမိသားစုပဲ